AI နဲ့ robot တွေပေါ်များလာနေမျှဘောလုံးလောကကိုပါထိန်းချုပ်လာနိုင်တဲ့ AI နဲ့ robot တွေ Sport and Entertainment ကနေပရိသတ်ကြီးအားလုံးကိုကြိုးဆိုပါရခင်ဗျာဘောလုံးသမားတွေကလူသားတွေမဟုတ်ပဲစက်ရုပ်တွေဖြစ်နေတဲ့ Robot Circus စက်ရုပ်ဘောလုံးပြိုင်ပွဲလို့ခေါ်တဲ့နည်းပညာကတကယ်တမ်းပြောရရင်တိတ်တော့မမိုက်ဘူးပေါ့ဗျာဘောလုံးပရိသတ်တွေအတွက်ကတော့ဒီစက်ရုပ်ဘောလုံးပြိုင်ပွဲကိုကြည့်ရတာကနည်းနည်းတော့ဟာတာတာကြီးဖြစ်နေမှာပါ Robot Circus ရဲ့အဓိကကြီးမားဆုံးပြိုင်ပွဲကို RoboCat လို့ခေါ်ပြီး1998ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်ဒီပြိုင်ပွဲကိုစတင်ရတဲ့ရည်ရွယ်ချက်ကတော့ကွန်ပျူတာသိပ္ပံပညာရှင်တွေနဲ့စက်ရုပ်တည်ထွင်သူတွေကိုစုစည်းစေပြီးနည်းပညာတိုးတက်မှုကိုအားပေးဖို့ပဲဖြစ်ပါတယ်သိပ္ပံပညာရှင်တွေရဲ့အဓိကရည်မှန်းချက်ကတော့2050ခုနှစ်မှာလူသားကမ္ဘာ့ဖလားချန်ပီယံအသင်းကိုအနိုင်ယူနိုင်တဲ့အပြင်ပွဲအစကနေအဆုံးထိကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့စက်ရုပ်အသင်းတစ်သင်းကိုတည်ဆောက်ဖို့ပဲဖြစ်ပါတယ် RoboCat ပြိုင်ပွဲမှာစက်ရုပ်တွေရဲ့အရွယ်အစားဒီဇိုင်းနဲ့နည်းပညာပေါ်မူတည်ပြီးကွဲပြားတဲ့လိများစွာရှိပါတယ်ဥပမာအားဖြင့်ဘိန်းတက်ထားတဲ့စက်ရုပ်ငယ်တွေရှင်ပြိုင်တဲ့ Small Size League လူခန္ဓာကိုယ်ပုံစံနဲ့အနည်းဆက်ဆုံးဖြစ်ပြီးခြေထောက်ကိုအသုံးပြုပြီးလှုပ်ရှားတဲ့ Humanoid League စတဲ့အမျိုးအစားတွေပါဝင်ပါတယ်ဒီထဲမှာလူသားလိုလှုပ်ရှားမှုနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှုကိုလိုအပ်တဲ့ Humanoid League ကလူကြိုက်အများဆုံး League တစ်ခုပါပဲပြိုင်ပွဲဝင်စက်ရုပ်တွေကိုအဓိကအားဖြင့် Artificial Intelligence AI နဲ့ Sensor စနစ်တွေအသုံးပြုပြီးတည်ဆောက်ထားပါတယ်စက်ရုပ်တွေမှာကင်မရာ Gyroscope နဲ့အခြား Sensor တွေများစွာပါဝင်ပြီးကစားကွင်းရဲ့အခြေအနေကိုမြင်နိုင်ဖို့ဘောလုံးကိုခြေရာခံနိုင်ဖို့အသင်းပေါ်နဲ့ပြိုင်ပွဲတွေကိုခွဲခြားသိမြင်နိုင်စေဖို့အတွက်ဒီစင်ဆာတွေကိုအုံနောက်ဖြစ်တဲ့ကွန်ပျူတာချစ်တွေကနေစီမံခန့်ခွဲပါတယ်ဒီစက်ရုပ်တွေရဲ့စွမ်းဆောင်နိုင်ရည်ကလည်းသွားရှုပ်လို့တော့မရဘူးဗျသူတို့ကရိုးရှင်းတဲ့ဘောလုံးကန်သွင်းခြင်းပြင်ဂိုးဖမ်းခြင်းအသင်းဖော်တွေကိုလမ်းကြောင်းပေးခြင်းနဲ့ချိန်နဲ့တပြင်းကြီးတိုက်စစ်ဗျူဟာကိုပြောင်းလဲချမှတ်ခြင်းစတဲ့ကျုပ်ထွေးတဲ့လှုပ်ဆောင်ချက်တွေကိုပါကိုယ်တိုင်လှုပ်ဆောင်နိုင်ကြပါတယ်စက်ရုပ်တွေက AI ကိုအခြေခံထားပေမဲ့ကစားပွဲအတွင်းမှာအမားတွေပြုလုပ်နိုင်ပါသေးတယ်အဖြစ်အများဆုံးအမားတွေကတော့ကစားကွင်းပေါ်ကဘောလုံးကိုအလင်းပြန်မှုကြောင့်ဒါမှမဟုတ်ရှုပ်ထွေးတဲ့အခြေအနေကြောင့်မျက်ခြေပြတ်သွားတာအသင်းပေါ်နှုတ်တိုက်မိတာဘောလုံးပေးပို့မှုမှားယွင်းတာစတဲ့အမားတွေလည်းဖြစ်နိုင်ပါသေးတယ်ဒီလိုအမားတွေကိုပြင်ဆင်ဖို့အတွက်အဖွဲ့သားတွေဟာပြိုင်ပွဲတိုင်းအပြီးမှာစက်ရုပ်ရဲ့စော်ဝဲကိုကွဲချမ်းစိတ်ဖြာပြီးအမားရှာဖွေခြင်းဒီဘက်ကင်းတွေကိုအဓိကထားလှုပ်ဆောင်ရပါတယ် RoboCat ပြိုင်ပွဲကြီးမှာနည်းပညာနဲ့ပညာရေးကိုပေါင်းစပ်တဲ့အစီအစဉ်တစ်ခုအနေနဲ့ RoboCat Junior လို့ခေါ်တဲ့အပိုင်းတစ်ခုကိုတည်တံ့ထားရှိပေးထားပါတယ်ဒီအစီအစဉ်ဟာအသက်အရွယ်မီအထူးသဖြင့်ကျောင်းသားလူငယ်တွေကိုစက်ရုပ်တည်ထွင်မှု programming နဲ့ AI ပညာရပ်တွေကိုလက်တွေ့လေ့လာသင်ယူနိုင်ဖို့ရည်ရွယ်ပြီးစက်ရုပ်ဘောလုံးပြိုင်ပွဲငယ်လေးတွေကနေတဆင့်သင်ကြားပေးနေတာဖြစ်ပါတယ်နောက်တစ်ချက်ကိုမပြောခင်ကျွန်တော်တို့ channel ကို like and subscribe လုပ်ခဲ့ကြပါဦးဗျာသိပ္ပံပညာရှင်တွေရဲ့ရည်မှန်းချက်အတိုင်း2050ခုနှစ်မှာလူသားနဲ့စက်ရုပ်ဓာတ်ရိုက်ရှင်ပြိုင်တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာနိုင်ခြေရှိပါတယ်လက်ရှိမှာစက်ရုပ်တွေဟာလှုပ်ရှားမှုနှေးကွေးနေသေးပေမဲ့ AI နဲ့စက်ရုပ်နည်းပညာဟာအစမတန်မြန်မြန်ဆန်ဆန်တိုးတက်နေတာကြောင့်အချိန်ကြာလာတဲ့မြစက်ရုပ်တွေရဲ့ဆုံးဖြတ်ချက်ချနိုင်မှုနဲ့ကိုယ်လက်လှုပ်ရှားမှုစွမ်းရည်တွေမြင့်မားလာတဲ့အတွက်ဒီလိုပြိုင်ပွဲတွေဖြစ်လာဖို့ကနည်းပညာရမလွဲမသွေဖြစ်လာမယ့်အရာတစ်ခုဖြစ်မျှော်မှန်းထားကြပါတယ်နောက်ဆုံးအနေနဲ့2050မှာစက်ရုပ်အသင်းကလူသားချန်ပီယံကိုတကယ်နိုင်မယ်လို့ပရိသတ်ကြီးကထင်ပါသလားကောမန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦးခင်ဗျာ